နောက်နှစ်ကြာရင်နိုင်ငံအသစ်တစ်ခုပေါ်ပေါက်လာဖို့ရှိပါတယ်တတိကျကျပြောရမယ်ဆိုတော့နောက်နှစ်ဆိုတာတဲ့ဆို2029ခုနှစ်ကြာရင်ပေါ့နော်ဒီကြားထဲမှာနိုင်ငံအပြောင်းလဲတွေပဋိပက္ခတွေမဖြစ်ဘူးဆိုရင်ပေါ့နော်โอเคဆိုတော့ဒီအကြောင်းကိုမပြောခင်မှာမင်္ဂလာပါမြန်မာ Deep Talks ကနေကြိုဆိုပါရစေDeep Talks ဆိုလိုပဲပေါ့နော်ဟိုအသေးစိတ်နဲ့လေးလေးနဲ့အတွင်းကြကြကိုရှင်းပြမှာဖြစ်တဲ့အတွက်နည်းနည်းတော့ရှင်းပါပါဒါပေမဲ့စိတ်ဝင်စားဖို့ရန်ကောင်းပါတယ်ခင်ဗျာโอเคဘယ်နိုင်ငံလဲဘယ်နေရာမှာလဲဘယ်သူလဲဘယ်ဝါလဲမပြောခင်မှာဒီနိုင်ငံရဲ့တမိုင်းကိုအရင်ပြောချင်ပါတယ်ခင်ဗျာ18ရာခုစုပေါ့နော်1800ဝန်းကျင်တုန်းကဒီစပိန်နိုင်ငံသားတယောက်ကခရစ်ယာန်ဒီတမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့ဆောလမွန်မင်းကြီးရဲ့ယတနာတိုက်ကိုရှာချင်တာပေါ့နော်ဒါမှမဟုတ်ဒီ orphan ဆိုတဲ့ဒီယတနာတိုက်ဖြစ်ဖြစ်သူကကဘာအတီးတီးကနေကဘာနေရာဒေသတော်တော်များများနေယတနာတွေရယူတယ်လို့ပြောတာဆိုတော့ဘယ်နေရတာလဲဒါမှဘယ်မှာတင်ထားတာလဲစသဖြင့်ပေါ့နော်အဲ့ဒါတွေကိုရှာဖွေဖို့သူကထွက်သွားတာဖြစ်တယ်ဘယ်ကနေထွက်လာဆိုဒီပယ်ရူနိုင်ငံကနေထွက်သွားတာထွက်သွားတော့ဒီကျွန်းစုတေးလေးတွေအများကြီးစီကိုသူရောက်သွားတယ်ကျွန်းစုတွေလည်းလှတယ်ကြည့်ရတာလည်းဘယ်နိုင်ငံဘယ်ဆိုရမှအုပ်ချုပ်တဲ့ပုံစံမပေါက်သေးဘူးပေါ့နော်လူတော့ရှိမှာပေါ့ဒါပေမဲ့အဲ့လိုမျိုးအတိအကျမဟုတ်သေးဘူးပေါ့ဆိုတော့မြေလွတ်မြေရိုက်ပုံစံလို့ဖြစ်တယ်ဒါပေမဲ့ဖြစ်ချင်တော့ဒီနေရာမှာသူဘယ်ယတနာတိုင်းမှာမတွေ့ဘူးဒါပေမဲ့ဒီနေရာကိုကျတော့အစိုးရတွေကိုအာရုံစိုက်စေချင်တယ်ပေါ့နော်အဲ့ဒါကြောင့်တွေ့မတွေ့သူဒီကျွန်းစုငယ်လေးတွေအများကြီးကိုသူက Solomon Island ဆိုပြီးတော့နာမည်မဲလိုက်ပါတယ် Solomon ကျွန်းစုပေါ့နော်သူရှာဖွေတဲ့နာမည်ကိုမဲလိုက်တယ်ဒါမှသူတို့အစိုးရဖြစ်ဖြစ်လူတွေစိတ်ဝင်စားမယ်ပေါ့နော်ဒီနာမည်ကအခုချိန်ထိအတည်ဖြစ်ပါတယ် Australia နိုင်ငံ Australia တိုက်ရဲ့အပေါ်ဘက်မှာရှိပါတယ်ခင်ဗျဆိုတော့သူအဲ့လိုမျိုးမှဲလိုက်ပြီးတော့ဆိုရတွေကို report တင်လိုက်တော့ဆိုရတွေကလည်းတွားကြည့်တာပေါ့ဒီလိုမျိုး Solomon Island ပြောတာနဲ့ဒီစပင်ဆိုရမပြောနဲ့ Britain တို့ Germany တို့နော်အကုန်လုံးတွားရောက်ကြတယ်တွားရောက်တော့ဘာမှမတွေ့ကြဘူးအကုန်လုံးပြန်လာကြတာပဲလက်ပလာနဲ့နော်လက်ချပလာနဲ့ပြန်လာတယ်ဒါပေမဲ့သူတို့ရဲ့ဆိုရမှတ်တမ်းတွေမှာပထဝီအနေထားရမှာဖြစ်ပေါ့နော်အကုန်လုံးမှာဒီနေရာဒီကျွန်းတွေကို Solomon ကျွန်းဆိုပြီးတော့မတန်တင်ထားကြတယ်အဲ့ဒါအခုချိန်ထိအတည်ဖြစ်သွားတာပေါ့နော်ဆိုတော့ပထမကစစ်ရီရောက်လာတဲ့ခါကျတော့တည်တဲ့အတိုင်းပဲလေအကုန်လုံးနေချဲချင်ကြတာဆိုတော့လွတ်တဲ့နေရာကိုအကုန်လုံးဦးချင်ကြယူချင်ကြတာနိုင်တဲ့နေရာတွေအကုန်လုံးသိမ်းချင်ကြတာဆိုတော့ဒီနေရာကိုလည်းမမေ့ဘူးပေါ့နော်သူတို့ဟာဒီနေရာလူတို့သိမ်းမရှိတဲ့နေရာပဲတော့အိုးရအောင်ပေါ့ဆိုတော့အင်္ဂလိပ်တွေဗြိတိရှတွေကဆောလမွန်ကျွန်းစုတွေတဝက်လောက်ယူသွားတယ်ဂျာမနီတွေကလည်းတဝက်လောက်ယူသွားတယ်အားနဲ့သူတို့ကအပြေးတွေပါတယ်လို့ပြီးတော့အင်္ဂလိပ်ဘက်က100မှာ90ရာခိုင်နှုန်းလောက်ရောက်သွားတယ်ဂျာမနီက30ရာခိုင်နှုန်းလောက်အုပ်ချုပ်သွားတယ်ပေါ့နော်ပြီးရင်အဲ့ဆောလမွန်ကျွန်းစုရဲ့ဘေးမှာတိတ်မနေမဝေးမှာကျွန်းကြီးတစ်ခုထပ်ရှိတယ်အဲ့ဒီအောက်ကျတော့ဂျာမနီတွေကတိမ်သွားတယ်ဆိုတော့ဂျာမနီတွေအဲ့ကျွန်းပြည်မကျွန်းလို့ပဲခေါ်ပါမယ်နော်လောလောဆယ်တော့ဒီပြည်မကျွန်းရဲ့ဒီဆောလမွန်ကျွန်းရဲ့10ပုံ3ပုံစာလောက်ကိုသူတို့ကအုပ်ချုပ်သွားတယ်ဆောလမွန်ကျွန်းရဲ့10ပုံ9ပုံစာလောက်ကိုအင်္ဂလိပ်တွေကအုပ်ချုပ်သွားတာဖြစ်ပါတယ်ဆိုတော့ဒီဂျာမန်တွေကကြတော့ဒီပြည်မကျွန်းကိုဂျာမန်နျူဂီနီဆိုပြီးတော့နာမည်မဲလိုက်တယ်ပြီးရင်ဆောလမွန်ကျွန်းကိုကြတော့အုပ်ချုပ်တဲ့သူကနှမျိုးရှိတာဆိုတော့ဗြိတိန်တွေကကြတော့သူတို့အုပ်ချုပ်တဲ့ဆောလမွန်ကျွန်းဆိုပြီးတော့စက်ခေါ်တယ်ပေါ့နော်အများစုဆိုတော့ဒီ30ကို30ရာခိုင်နှုန်းစာလောက်ပေါ့နော်ကျွန်းစုရဲ့30ရာခိုင်နှုန်းစာလောက်ကိုBougainville ဆိုပြီးတော့သူတို့နာမည်မဲလိုက်တယ်ဆောလမွန်ကျွန်းစုလို့မခေါ်တော့တကယ်တော့ဆောလမွန်ကျွန်းစုတဲ့တစ်စိတ်တစ်ပိုင်းပဲပေါ့နော်ဒါပေမဲ့အုပ်ချုပ်တဲ့သူကိုကွဲသွားတော့နာမည်လည်းကွဲသွားတော့ပေါ့နော်အဲ့လိုမျိုးနဲ့အုပ်ချုပ်တာဖြစ်တယ်အမှရှိတဲ့လူတွေအကြောင်းကိုနည်းနည်းလောက်ပြောချင်ပါတယ်သူတို့ကကြတော့လူမျိုးနွယ်စုထက်ဆိုင်ပေါ့အမျိုးပဲဟိုလူအယောက်50တရားလောက်ရှင်တရားဆိုင်လိုက်တယ်ပေါ့နော်တရားထောင်လိုက်တယ်အဲ့လိုမျိုးတွေနေပေါ့နော်ဘယ်အဲ့လိုမျိုးတွေနိုင်ငံပြည်နယ်တွေဘယ်ချီကန်ဥပဒေတွေဘာတွေမှရှိတာမဟုတ်ဘူးဒီတိုင်းပဲနေကြတာနောက်ပြီးတော့ဟိုလိုမျိုးငွေသားတွေနော်ဥပဒေတွေ
ဘာမှရှိတာမဟုတ်ကြောင်းတွေချမ်းမာရေးတွေဘာမှမရှိဘူးเนาะတကယ်လူရိုက်လို့နေကြတယ်သူတွေဖြစ်တယ်သူတို့ရိုးရဆိုရင်ငွေသားမရှိတော့ပစ္စည်းချင်းချင်းလဲကြတယ်ပေါ့เนาะအဲ့ခက်ခါတော့ပြီးတော့အထူးသဖြင့်ဝက်တွေအများကြီးမွေတဲ့သူတို့ကစုံတွေအများကြီးရနိုင်တဲ့သူတို့တတိပေါ့နော်အခက်ခါတော့အဲ့လိုတွေကလည်းရောတကြီးပုံစံပြောသွားတာပေါ့သူတို့ရဲ့ရောတတိတဲ့ဆိုင်သူတို့ရဲ့မျိုးနွယ်ဆိုစော်ဘွားလို့ပြောသွားတာပေါ့လူသားမများတာပေါ့နော်အဲ့သူတို့ရိုးရတော်တော်များများကမင်္ဂလိဘက်ကဩဇာပို့ရှိတယ်အမွေပေးနိုင်ခွင့်ရှိတယ်အမွေစခတ်နိုင်ခွင့်ရှိတယ်ယောက်ျားလေးဘက်ကကျတော့သူတို့ရဲ့အင်အားတွေထုတ်သုံးပြနိုင်မှလူရဝင်တယ်ယောက်ျားဖြစ်ပြီးတော့အင်အားတွေပါတယ်မထုတ်ပြသုံးနိုင်ဘူးဆိုရင်ဒါလိုမှမဝင်ဘောင်းမဝင်အဲ့လိုပုံစံဖြစ်နေတာအဲ့လိုမျိုးတခုခုပြမှုကျူးလွန်တာတွေဆိုရင် well တွေတာပြီးတော့အဖြစ်တွေကြည်ပေးကြတာမျိုးတွေပါတယ်ပေါ့နော်ဆိုတော့လူဦးရေကအခုချိန်မှာလူဦးရေကဒီပြည်မဘက်မှာနော်ဂျာမန်နျူဂီနီဆိုရင်မဲ့တဲ့ဘက်မှာကျအခုချိန်မှာ30 8 တန်းလောက်ရှိတယ်ပေါ့နော်10 တန်းကျော်17 တန်းနေပါလောက်ရှိတယ်ပြီးတော့ဒီကျွန်းတေးလေးသူတို့နာမည်မဲ့ထားတဲ့ Bougainville ပေါ့နော်အဲ့ဘက်မှာကျတော့လူပေါင်းကလောလောဆယ်မှာ3 သိန်း 1000 ဝန်းကျင်လောက်ရှိတယ်လို့ပြောပါတယ်ပြီးတော့ Britain တွေအုပ်ချုပ်ခဲ့တဲ့နေရာဒီ Solomon ကျွန်းမှာကျတော့အခုချိန်မှာ8 သိန်း 6000 ဝန်းကျင်လောက်ရှိတယ်လို့ပြောပါတယ်ဆိုတော့အဲ့ဒါပထမကမ္ဘာစစ်တော့အဲ့လိုမရှိသေးဘူးပေါ့နော်အချင်းတွေကအဲ့လိုပြန်လူမျိုးကလည်းရမ်းများလွန်းလို့ဘယ်လောက်တောင်များလဲဆိုရင်ကမ္ဘာပေါ်မှာလူမျိုးပေါင်းစုံစုရင်လေ10 ရာခိုင်နှုန်း12 ရာခိုင်နှုန်းလောက်ရှိတယ်လို့ပြောတယ်အဲ့တဲလူတွေက12 ရာခိုင်နှုန်းစာလောက်ရှိတယ်လူရင်များတာမများတာတကယ်လားလူမျိုးကရမ်းများတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဘာသာစကားတွေလည်းမတူကြဘူးဘာသာစကားမတူတော့အင်္ဂလိပ်ကိုပုံသုံးစကားဒီယုံသုံးစကားအနေနဲ့သူတို့တုံလိုက်တယ်ဒါပေမဲ့ဖြစ်ချင်တော့ဒီလိုမျိုးသတ်မှတ်တာဘယ်သူမှအင်္ဂလိပ်စကားမတတ်ဘူးလေဆိုတော့အချင်းချင်းလည်းဘာသာစကားမတူစကားပြောလို့မရဘူးအင်္ဂလိပ်ကိုယုံသုံးပုံသုံးဆိုလောက်တာတတ်မှတ်ကြတာသူတို့အင်္ဂလိပ်လိုလည်းပြောလို့မရတော့ broken English ပေါ့နော်ဖြစ်တယ်လို့ကြုံတယ်လို့ပြောနေကြအင်္ဂလိပ်ကိုဟိုမှာ you and me ဆိုရင်နေငါပေါ့နော်အဲ့ဒါဆို you me အဲ့လိုမျိုးပြောနေကြတာပေါ့နော်ဆိုတော့ဒါပေမဲ့ဖြစ်ချင်တော့ officially အနေနဲ့တော့အင်္ဂလိပ်ဖြစ်သွားတယ်ဒါပေမဲ့လူတွေ community တွေဒီတကယ်လက်တွေ့မှာကြတော့ရန်တန် English ပေါ့နော်အဲ့ဒါဟိုပုံသုံးဖြစ်သွားတာပေါ့နော်အဲ့လိုမျိုး English Pidgin လို့ခေါ်တယ်သူတို့ကတော့Pidgin လို့မခေါ်ဘဲနဲ့ဒီအင်္ဂလိပ်လို့လည်းမခေါ်ဘဲနဲ့ပေါ့နော်နာမည်တစ်ခုတက်ပေးထားတာရှိပါတယ်ဆိုတော့အဲ့လိုမျိုးပုံစံ Nigeria မှာလည်းဖြစ်တယ်လူကြီးတွေလူမျိုးပေါင်းတွေရများနေတော့အင်္ဂလိပ်ကို official ဒီရုံသုံးစကားအနေနဲ့သုံးတယ်တတ်မှတ်တယ်ဒါပေမဲ့တကယ်လက်တွေ့မှာစကားပြောတဲ့ချိန်ကျတော့ပေါက်ကြရတွေကြီးပဲအင်္ဂလိပ်တော့အင်္ဂလိပ်ပဲ grammar တရားမမှန်ဘူးစလုံးပေါင်းမမှန်ဘူးနောက်ပြီးတော့အတန်ထွက်လည်းမမှန်ဘူးပေါ့နော်ဒါပေမဲ့ချင်းနားလဲကြတော့ Pidgin English လို့ခေါ်ကြတာပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲဒီအခုဆိုရင်နာဂလန်အိန္ဒိယဘက်မှာလည်းသူတို့မျိုးနွယ်စုတွေများနေတော့ဘာသာစကားတစ်ခုထောင်လိုက်တာပေါ့နော်အဲ့လိုမျိုးတွေလည်းရှိတတ်ကြပါတယ်ဒါတော့တတ်ပါထားလိုက်ဟုတ်ပြီအဲ့နဲ့ဒီပထမကမ္ဘာစစ်ပြီးတဲ့ချိန်မှာဂျာမန်တွေအုပ်ချုပ်နေတဲ့ဂျာမန်နျူဂီနီပေါ့နော်အဲ့လိုနာမည်ပေးထားတာအဲ့သူတို့အုပ်ချုပ်တဲ့နေရာဒေသတွေရောအဲ့နဲ့အဲ့လိုမျိုးချင်းပြည်တော့ကချင်ကနေရှမ်းတဲ့အကုန်လုံးဘာမာဆိုပြီးတော့မဲတဲ့ပုံစံမျိုးလေးအင်္ဂလိပ်တွေရပါတော့အရင်တော့အဲ့လိုမျိုးအကုန်လုံးဘာမာမဟုတ်တာဒါတော့ဘာမာကမြန်မာနိုင်ငံရဲ့တစ်စိတ်တစ်ပိုင်းပဲလေနော်ဆိုတော့အဲ့လိုမျိုးပါပဲဆိုတော့ဩစတြေးလျတွေကဒီဂျာမန်တွေကိုထပ်တိုက်တယ်ထိုက်တဲ့ဩစတြေးလျတွေနိုင်တော့အဲ့နေရာတွေကိုသူတို့ချုပ်ခွင့်ရသွားတယ်ချုပ်ခွင့်ရတော့အဲ့ဂျာမန်နျူဂီနီကိုအဲ့ဂျာမန်ကိုဖြုတ်လိုက်ပြီးတော့ပပွားဆိုပြီးတော့နာမည်ပြန်လိုက်တယ်ဆိုတော့အဲ့ကလူတွေကိုပပွန်လောက်ခေါ်သွားတာပေါ့နော်ပပွားနျူဂီနီဟိုကျွန်းကြတော့ဒီတိုင်းပါပဲနော် Bougainville ဆိုပြီးတော့73တယ်ဒါပေမဲ့အကုန်လုံးဒီနိုင်ငံနာမည်ကိုပပွားနျူဂီနီဆိုပြီးတော့အခုချိန်ထိရှိပါတယ်နိုင်ငံတိုင်းနိုင်ငံလုံးဆိုတော့သူတို့အုပ်ချုပ်တဲ့ချိန်မှာလည်းဖွံ့ဖြိုးရေးတွေတော်တော်များများလုပ်ပါတယ်ဒီ Australia တွေကပေါ့နော်ဒါပန်ဒါရေးတော့တော်တော်ထိတယ်လို့ပြောရတယ်အဲ့နဲ့ဒုတိယကမ္ဘာစစ်လည်းရောက်နော်
ဒီ UN တို့ကမ္ဘာစီးပွားရေးဆိုင်ရာတွေနော်စီးရေးဆိုင်ရာတွေအုပ်ချုပ်ရေးဆိုင်ရာတွေကမ္ဘာခေါင်းဆောင်တော်တော်များများကဟိုငင်းချင်ရေးယူဖို့ပေါ့နော်ဟိုတဲဖို့ဘယ်သူမှကိုလိုနီမလုပ်ဘူးအကုန်လုံးလွတ်လပ်ရေးပေးဖို့စသဖြင့်ဟိုသဘောတူညီချက်တွေယူကြတယ်အဲယူတဲ့ချိန်ကျတော့ဩစတြေးလျလည်းဒီပပနျူဂီနီကိုလွတ်လပ်ရေးပေးရမှာပေါ့နော်သူတို့ကစပိုင်းမှာကျတော့ဒီကျွန်းဆော်လမွန်ကျွန်းဘက်ကဒီ30ရာခိုင်နှုန်းစာလောက်ပေါ့နော်ဒီဘူကေဗီလ်ကိုတတ်အုပ်ချုပ်တယ်ပပနျူဂီနီကိုတတ်အုပ်ချုပ်တာဖြစ်တယ်ဒါပေမဲ့အုပ်ချုပ်ရတာလွယ်အောင်ဆိုပြီးတော့ပပနျူဂီနီအောက်မှာဒီကျွန်းစုတည်လေးကိုထားပြီးတော့တခုထဲလို့အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်ဆိုတော့မြန်မာနိုင်ငံဆိုရင်လည်းကျွန်တော်တို့ကတိုက်တယ်လို့သာပြောတာပါတိုက်မတိုက်အချိန်တိုင်းလွတ်လပ်ရမယ့်သဘောမှာတော့ရှိပါတယ်နော်ဒီကဘာကြီးရဲ့နိုင်ငံရေးဟိုနိုင်ငံတကာနိုင်ငံရေးစီးရေးရဲ့ကြခံမှုကြောင့်ဒီလွတ်လပ်ရေးထဲမှာပါဝင်သွားတာပေါ့နော်အဲ့ထဲမှာလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေတဲ့သူတွေကလို credit ရသွားတာပေါ့နော်ဟိုဘယ်လိုပြောမှလဲကျွေးပါတယ်ကျွေးကူရေးပါပုံစံဖြစ်သွားတာပေါ့နော်ဆိုတော့ထားလိုက်အဲ့ဒါတော့မြန်မာနိုင်ငံဆိုရင်1945လောက်48လောက်မှာပေါ့နော်48မှာဒီဗြိတိန်ကလွတ်လပ်ရေးပေးတယ်ဒါပေမဲ့ဩစတြေးလျကဒီပပနျူဂီနီကိုလွတ်လပ်ရေးမပေးချင်သေးဘူးအဲ့နဲ့မပေးချင်တော့သူတို့ရဲ့ပြည်တွင်းနိုင်ငံရဲ့ပြည်ပခါတွေပဲကုန်ချတယ်အစိုးရတက်လာတယ်အစိုးရတက်ကတော့ပေးမယ်ပေါ့နော်အဲ့ချိန်ကျပြည်သူလူထုကလည်းအဲ့အစိုးရတက်ကိုထောက်ခံတယ်အဲကြောင့်လည်းသူတို့ကရွေးကောက်ပွဲနိုင်တာအဲ့နဲ့ငါတို့ကကမ္ဘာသမိုင်းမှာနောက်ဆုံးမှလွတ်လပ်ရေးပေးတဲ့နိုင်ငံမဖြစ်ချင်ဘူးပေါ့နော်ကိုရောကိုလိုနီစတာရှိတာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်1985ခုနှစ်မှာလွတ်လပ်ရေးပေးလိုက်တယ်ဒီဆော်လမွန်အိုင်လန်ဘက်ကိုကျတော့1985လောက်မှာဗြိတိန်ကလွတ်လပ်ရေးပေးတာဖြစ်ပါတယ်ဆိုတော့အဲ့လွတ်လပ်ရေးဩစတြေးလျကလွတ်လပ်ရေးပေးတဲ့ချိန်မှာဒီကျွန်းစုတည်တည်လေးကဘာပြောလဲဆိုတော့ငါတို့ကပူမဲတယ်ပေါ့နော်ဒီပြည်မထက်ဆိုင်ကျွန်းပြည်မထက်ဆိုင်ပေါ့နော်ပူမဲတယ်သူတို့ကအနီအောင်ပေါ့နော်အသားနေလို့ပြောတာအမှန်တော့ကိုတော့မြန်မာတို့နှစ်ယောက်စလုံးမဲတာနှစ်ဘက်စလုံးမဲတာဒါသူတို့ချင်းမှာဟိုကပူမဲတယ်ဟိုကပူနေတယ်ပေါ့ဗျာဆိုတော့သူတို့ပြောချင်တဲ့သဘောကတော့ဘာဖြစ်လဲဆိုတော့ငါတို့ကဒီ Solomon Island နဲ့ပူတူတယ်ပူနေစတဲ့စကလုံးစကားယူရပုံစံပြအသားရစာပေါ့နော်ပူတူတယ်ဆိုတော့သူတို့ ਨੇ လွတ်လပ်ရေးပေါင်ပေးပါဟိုပြည်မနဲ့ပေါင်မပေးပါနဲ့ဒါမှမဟုတ်တက်စီလွတ်လပ်ရေးခွဲပေးပါဆိုပြီးတောင်းဆိုတယ်ဒါပေမဲ့ Australia ရှုပ်တယ်ဒါအုပ်ချုပ်ရေးတစ်ခုတည်းအောက်မှာရှိတာအုပ်ချုပ်ရေးကိုတစ်ခုပဲဆွန့်လွတ်ရမှာငါတော့တစ်ခုပေးလိုက်မယ်မင်းတို့အုပ်ချုပ်ရေးလွတ်လပ်ရေးအတူတူယူပါနော်အဲ့လိုမျိုးပြောတာအဲ့နဲ့လွတ်လပ်ရေးရရောဒီဘူဂေဗီလ်ကဒီပြည်မနဲ့မပေါင်းချင်တော့တိုက်ပွဲဝင်တယ်ပြည်တွင်းစစ်ဖြစ်သွားတာလွတ်လပ်ရေးရတော့ပြည်တွင်းစစ်ဖြစ်တော့10နှစ်လောက်ကြာသွားတယ်အဲ့မှာပြည်မဘက်ကဟိုအပေးယူတွေနဲ့ငိမ့်ချိုင်းတွေလောက်တယ်အစားတော့ဘာငိမ့်ချိုင်းမှာဘာငိမ့်နိုင်မှုမလုပ်ချင်ဘူးစစ်တိုက်မှာပဲပြည်တွင်းစစ်ဖြစ်မှာပဲငိမ့်ချိုင်းတွေစပွဲမှာစကားပေးပြောတယ်စကားနားထောင်ပေးတယ်ပေါ့ဗျာအဲ့ autonomous ပေါ့နော်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဆိုပြီးတော့တတ်မှတ်ပေးလိုက်တဲ့ဒီကျွန်းကို okay ဒီကျွန်းကိုအခုလက်ရှိမှာ3သိန်းကျော်လောက်ရှိတဲ့ကျွန်းပေါ့နော်ပြင်မောင်းမှာတော့10တန်းကျော်လောက်ရှိတယ်ပေါ့အဲ့နဲ့ပြည်တွင်းစစ်ငြိမ်တယ်လွတ်လပ်ရေးတော့မရဘူးဒါပေမဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာတော့ရသွားတယ်ဒါပေမဲ့ဖြစ်ချင်တော့ပြည်မဘက်ကပဲဗဟိုအစိုးရဖြစ်နေတာလေဆိုတော့ဗန်တိုင်းခွဲဝေမှုတွေကမတရားဘူးမမျှတဘူးပေါ့နော်ပြီးရင်ရာထိုးအပေးယူတွေအာဏာခွဲဝေမှုတွေဘာမှမမျှတဘူးအဲ့လိုမျိုးဖြစ်နေတယ်ဒီဂျားထဲမှာပို့ဆိုတာဘာဖြစ်လဲဆိုတော့ဒီကျွန်းဘက်ကနော်ဒီလူနေစုကျွန်းဘက်ကရွှေတွေကြီးတွေစီတွေထွက်တယ်ဆိုတော့အစိုးရကအတကုံလုပ်တယ်နော်ဟိုဘက်ကတဘာဝပတ်ဝန်းကျင်အပြည့်စည်ခံရတယ်ဒါပေမဲ့အချိုးရလာတွေကြတော့ပြည်မဘက်ကပဲရသွားတယ်ပြည်မဘက်ကရတယ်ပြောရအောင်လေဟိုလိုမျိုးတိုးတက်ဖွံ့ဖြိုးမှုတွေဖွံ့ဖြိုးရေးတွေဒီလားတိတ်လောက်တာမဟုတ်မျိုးတွေပါတွေလည်းတဲ့အဆင်မပြေဘူးဟိုလမ်းပန်းဆက်သွယ်ရေးတွေလည်းတိတ်မကောင်းဘူးမီလက်စမီတော့မှရတဲ့တော့ဒါ luxury ပဲအဲ့လိုမျိုးပုံစံဖြစ်နေလက်ပေးလက်ပြပေါ့နော်လက်ဆိုင်မိုးဟယန်ကြီးနေတာအဲ့ဒါကြောင့်ဒီ autonomous ရတဲ့ Bougainville ဘက်ကမချင်တော့ဘူး
ပြန်ပြီးတော့ပေါ့နော်ခွဲထွက်ရေးတွေပြန်တောင်းဆိုတယ်ပေါ့ autonomous ဒီကိုပိုင်ချုပ်ခွင့်ရ data လောက်နဲ့တော့မချင်နိုင်တော့ဒါနာမည်ခံပဲစာရွက်ပေါ်မှာပဲဆိုတဲ့ပုံစံမျိုးဖြစ်သွားတာနဲ့ဒီပြည်မဘက်ကဘာဖြစ်လဲဆိုတော့ဒီပြည်မဘက်မှာလူမျိုးပေါင်းက85ဝန်းကျင်လောက်ရှိတယ်ပေါ့နော်ခုနပြောတဲ့ဟိုကျွန်းတေးလေးထဲမှာကြာလူမျိုးပေါင်း19ကနေ24နဲ့25ကြားလောက်ရှိတယ်လို့ပြောပါတယ်ဆိုတော့တချို့ကြတော့နေရာပေးပြီးတော့တချို့မပေးဘူးအချင်းချင်းပြန်အောက်ချုပ်ခိုင်းပြီးတော့မတက်အောင်လုပ်တယ်ပေါ့နော်divide and rule ပေါ့နော်အချင်းချင်းပြန်ပြီးတော့မတက်အောင်အားမကောင်းမစီလောင်သူတို့လှုပ်ထားတာရှိတယ်ဆိုတော့အစိုးရနဲ့ဘက်ကနည်းနည်းလေး confidence ရှိတယ်ပေါ့နော်ဒီလူတွေငါတို့ပိုက်တယ်ပေါ့ဟိုမှာဒီကဆိုရင် can you နဲ့ DKB ရဲ့ပုံစံပေါ့အဲ့မျိုးလှုပ်ထားတာဆိုတော့ဘာဖြစ်လဲဆိုတော့ဟုတ်ပြီလေမင်းတို့အဲ့လောက်တော့လွတ်လိုက်ရချင်တယ်ဆိုပြည်ရင်းစစ်တော့မလို့ဘယ်နဲ့နေရအောင်ဆုံးရှုံးခဲ့တာတွေတော်တော်များနေပြီပေါ့နော်များခဲ့တယ်ပေါ့ဆိုတော့မဲခွေဆုံးဖြတ်ရအောင်မင်းတို့ဒီသားမှာရှိတဲ့လူတွေမဲခွေဆုံးဖြတ်ကြပါအကယ်၍အများစုကခွေထွက်မယ်ပြောရင်စစ်တိုက်စရာမလိုဘဲနဲ့ပေးခွေထွက်ပါမယ်ပေါ့နော်လွတ်လိုက်ပေးပါမယ်ဆိုပြီးတော့ပြည်မဘက်ကဘိုးအစိုးရပြောလိုက်တယ်ဆိုတော့သူတို့ကလည်းအကုန်လုံးလူမျိုးစုတွေခြားတယ်မှာဂုံတိုက်ပေးတာလေအကုန်လုံးပြိပကမီမွေးပေးတာတကယ်မလားဆိုတော့ဖြစ်ချင်တော့ကျွန်းဘက်ကမြို့တော်ကကျွန်းရဲ့ခလေလောက်မှာရှိတာစစ်ပွဲတွေကြောင့်ပျက်စီးပြီးတဲ့နောက်မှာဒီတောင်ဘက်မှာမြို့တော်အတစ်တစ်ခုပေါ့နော်ရွေးတာဖြစ်တယ်နောက်မြို့တစ်ခုမြို့တော်ဖြစ်နေတတ်မှတ်တာဖြစ်တယ်ဆိုတော့နေရာဒေသလိုက်မြို့တွေဆိုလည်းမတူဘူးဆိုတော့မြို့တော်ပြန်ပြောင်းမယ်လို့တဲ့ချိန်ကြတော့အခုလက်ရှိမြို့တော်တွေကမကြည်နိုင်ဘူးလေအဲ့မြို့တော်ဘက်ကမြို့တွေဆိုတော့မကြည်နိုင်ဘူးစသဖြင့်အချင်းချင်းမတည့်တာတွေလည်းရှိတော့အစိုးရကဒီ referendum လို့ခေါ်တဲ့ဒီမဲခွဲဆုံးဖြတ်တဲ့ဟာကိုသူကတရားဝင်ကြီးညာပြလိုက်တာပေါ့နော်အဲ့ဒါ UN တို့နိုင်ငံတကာဒီ referendum ကိုအတိအမှပြုမယ်ဆိုတော့လှုပ်ထားတာဖြစ်ပါတယ်အဲ့လိုမျိုးပုံစံလေးစကားဆက်လုပ်တခုထပ်ပြောပါမယ်အဲ့တော့ဘာလဲဆိုတော့ဒီ UK မှာလည်းဒီ Scotland ပေါ့နော် Scottish နိုင်ငံရေးခေါင်းဆောင်တွေပါတီခေါင်းဆောင်တွေ Scottish Party လူမျိုးခေါင်းဆောင်တွေက UK ကနေခွဲထွက်ခြင်းခဲ့ဖို့တယ်ဆိုတော့အဲ့ပါတီခေါင်းဆောင်တွေနိုင်ငံခေါင်းဆောင်တွေကသူတို့လူမျိုးခေါင်းဆောင်တွေကခွဲထွက်ဖို့လုပ်တဲ့ချိန်မှာ UK ဆိုရကရတယ်ခွဲထွက်ခြင်းနဲ့မင်းတို့သဘောပဲအေးစီပေါ့နော်စစ်တိုက်စရာလည်းမလိုပါဘူးဘေးခွဲထွက်ပါမယ်ဒါပေမဲ့မင်းတို့ရဲ့ Scotland မှာရှိတဲ့ပြည်သူလူထုကမဲခွဲဆုံးဖြတ်ပါစေခေါင်းဆောင်တွေလုပ်ချင်တယ်လုပ်လို့မရအောင်ပြည်သူလူထုရဲ့စံတောက်ခံယူမယ်ဆိုပြီးတော့ referendum ကိုလုပ်လိုက်တယ်ဖြစ်ချင်တော့ပြည်သူလူထုက UK နဲ့ခွဲမထွက်ဘူးဆိုတဲ့ဟာနဲ့နိုင်သွားတာပေါ့နော်ဆိုတော့ခေါင်းဆောင်တွေနိုင်ငံရေးသမားတွေပါတီခေါင်းဆောင်တွေဘာညာလူမျိုးရေးခေါင်းဆောင်တွေကဘာမှမတတ်နိုင်တော့အဲ့ဒါလုပ်ပြီးတဲ့နောက်ပိုင်းခွဲထွက်ရေးပြောခွင့်လည်းမရှိတော့လုံးစရာကြောင်းလည်းမရှိတော့အဲ့လိုမျိုးပေါ့နော်အခုလည်းလိုပဲခွဲထွက်ဖို့လုပ်မယ်မင်းတို့မအောင်မြင်ဘူးမခွဲထွက်ဖို့နိုင်ဘူးဆိုရင်မဲခွဲဆုံးဖြတ်တဲ့ချိန်ကျမခွဲထွက်ဖို့ပြောတာနဲ့မင်းတို့ကခွဲထွက်ဖို့ရေးမပြောရတော့နိုင်ငံရေးနဲ့ပဲဖြစ်စီရေးနဲ့ပဲဖြစ်ပေါ့နော်အဲ့လိုတဘောတုံးကြီးကြားအဲ့နဲ့ referendum ကိုလုပ်ခဲ့တဲ့9နှစ်လား9နှစ်လားအဲ့လောက်မှလောက်ထားတာအဲ့လောက်လိုက်တော့90ခွန်တမလေးလာမှသူရခိုင်တော့ခွဲထွက်မယ်ပြောလိုက်တာအကုန်လုံးအော်ကြတာပေါ့နော်ဒီနေရာမှာတော့အကုန်လုံးတဲ့သွားတာဟုတ်လားတဲ့သွားကြတာအဲ့နဲ့နောက်ဖြစ်မှနောက်ရှင်ဘောလောလောဆယ်ခွဲထွက်ဖို့ရေးပဲပြီးမှရှင်းမယ်ပေါ့ဆိုတော့ UN ရောနိုင်ငံတကာရောဒါအတိမပြုတ်သွားပြီလောလောဆယ်နိုင်ငံတည်အနေနဲ့ပေါ့နော်ဒါ officially အနေနဲ့ခွဲထွက်ဖို့ကနောက်နှစ်ကြာမှာဖြစ်တယ်ခွဲထွက်ဖို့ပြင်ဆင်တာ9နှစ်လား9နှစ်လားအဲ့လောက်ကြာမှာဆိုတော့ဒီကြာအဲ့ဒါကြောင့်အခုဆိုရင်ပြည်တော့မှာပေါ့ဒီပြင်ဆင်ရေးကာလကဆိုတော့ဒီကြားထဲမှာဘာဖြစ်သွားလဲဆိုတော့ဒီပြည်မဘဝအစိုးရကဘာပြောလဲဆိုတော့ပြီးပြီးတော့ခွဲမထွက်စေချင်ပြန်ဘူးအဲ့နဲ့တခါဒီပါလီမန်မှာဆွေးနွေးတော့ပေါ့ပါလီမန်မှာဆွေးနွေးပြီးတော့ပြန်တုံးတက်တယ်မတုံးတက်တဲ့စသဖြင့်ပေးခွဲထွက်တယ်ခွဲထွက်တယ်ပေါ့နော်အဲ့နဲ့3ပုံ2ပုံကလွယ်လွယ်ပြန်မပေးချင်တော့ကွာပြဿနာနောက်နေ့ဆိုရင်
လွတ်လပ်ရေးပေးမဲ့ချိန်တန်နေတာနော်ဆိုတော့ဒီ autonomous ရနေတဲ့လက်ရှိဒီBougainville ဘက်ကပေါ့နော်ငါတို့ကဒါပြန်ဆွေးနွေးစရာအကြောင်းမရှိဘူးပြန်ဆွေးနွေးရမယ်ရလည်းမဟုတ်ဘူးဟိုလွတ်လပ်ရေးရမယ်ခုနှစ်တွေချိန်ကာလတွေလည်းရွှေ့စရာအကြောင်းမရှိဘူးညှိနှိုင်းစရာတိုင်ပင်စရာအကြောင်းလည်းမရှိတော့ဘူးသဘောတူညီချက်တိုင်းလှုပ်ဆောင်ဖို့ပဲကြံတော့တယ်ဆိုပြီးပြောလိုက်တယ်အဲ့ဒါကိုလည်း UN တို့နိုင်ငံတကာလည်းဒီမပြုတ်ပြသားဆိုတော့မတတ်နိုင်တော့ဘူးထင်ပါတယ်ဘာလို့ဆိုတော့သူတို့ရဲ့အကြောင်းပြချက်ကဟို၃မျိုးလောက်ရှိတယ်ပေါ့နော်ပထမကတော့ဖေးခွဲထွက်လိုက်ရင်သူတို့ဘာသာသူတို့ရတည်နိုင်မှာမဟုတ်ဘူးအချင်းချင်းတောင်မှလူမျိုးစုက20ဝန်းကျင်ရှိတာဆိုတော့တဲ့မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ပို့ဆိုမယ်ပေါ့ဒီဘက်မှာပဲဆက်နေတယ်ဆိုရင်ပို့စင်ပြင်းမယ်ပေါ့ဒါပေမဲ့အဲ့ဒါသူတို့ပိုင်လေဆိုတော့ဒါတကယ်နောက်တစ်ခုကကြတော့အဲ့လိုမျိုးပေးခွဲထွက်တယ်ဆိုရင်ကျန်တဲ့မျိုးတွေစုတွေလည်းလွတ်လပ်ရချင်မလားဆိုတော့ပေါ့နော်စိုးရိမ်တာအဲ့ဒါကြောင့်လေဒီ UN လည်းဒီနေရာမှာတော့စိုးရိမ်တယ်ဘာလို့လဲဆိုတော့ကျန်တဲ့နိုင်ငံတော်တော်များများမှာလည်းဥပမာအိန္ဒိယတရုတ်စာမြန်မာစာပေါ့နော်အာဖရိကန်ဘက်မှာဖြစ်ဟိုခွဲထွက်ရေးကိုအရင်ပဲဦးစားပေးလာကြမလားပေါ့နော်ဟိုခွဲထွက်ခြင်းတဲ့မျိုးနွယ်စုတွေပထဝီနေထားရဖြစ်လူမျိုးရဲရဖြစ်ပေါ့နော်ဘာသာရေးရဖြစ်ခွဲထွက်ခြင်းတဲ့အများကြီးခွဲထွက်ခြင်းတဲ့နိုင်ငံရေးပြည်ပခါတွေအများကြီးရှိလာမလားဆိုတော့တော်ဆိုရင်နေကြတာပေါ့နော်တကယ်အကြောင်းရင်းကတော့ဒီပြည်မဘက်ကပိုဘက်ကပေးမခွဲထွက်ချင်တာအကြောင်းရင်းကတော့လေဒီကျွန်းတိတိလေးဘက်မှာရွှေတို့ကြီးတို့နောက်ပြီးတော့စီတို့ဘာလို့ထွက်တာများတယ်အဲ့ဒါအကြောင်းဖြစ်တယ်ပြီးတော့ဒီလိုမျိုးထွက်ပြီးတော့ဒါပေမဲ့ဗန်တိုင်းခွဲဝဲတဲ့ချိန်ကျတော့မပေးချင်လေတို့တော့ဟိုဘက်ကတဘာဝပဲပြက်စိခတ်နေရတာလေအဲ့ဒါကြောင့်လည်းခွဲထွက်ချင်တယ်ဆိုတော့တရားတွေလည်းပါတာပေါ့နော်ဒါပေမဲ့အခုခွဲထွက်မဲ့အပိုင်းကျတော့ခွဲထွက်မဲ့သူတွေကကျတော့အခြေခံဥပဒေတွေသိရမလားဒီရန်တရားလျက်ပတ်မှုစေယုံကြောင်းယုံအခုစနေစားတော့ပြအကုန်လုံးသူတို့ထဲမှာဟိုနားလည်မှုရပြီးသွားပြီအတီးပြုတ်ပြီးသွားရေပေါ့နော်တခုပဲရှိတယ်ငွေသားနေရာမှာတော့လောလောဆယ်အခုလက်ရှိသူတို့သုံးနေတဲ့ကီနာဆိုတဲ့ငွေသားကိုဆက်သုံးမယ်ပေါ့နော်အဆင်ပြေရင်နောက်မှပဲကိုဘာသာကိုငွေသားတစ်ထောင်မယ်ဒါမှမဟုတ် Australia လား US dollar လားတခုခုသုံးမယ်ပေါ့နော်အဲ့လိုမျိုးသူတို့ပြောထားတယ်လောလောဆယ်တော့ဒီကီနာကိုပဲသုံးမယ်ကီနာကအခုလက်ရှိမှာကျွန်တော်ကြည့်နေတာငွေလဲနှုန်းက US dollar 1ဒေါ်လာကိုကီနာငွေ4.3လောက်ပဲရှိတယ်ဆိုတော့မြန်မာငွေနဲ့1000နေပါလောက်ဟာနေတယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ငွေလဲနှုန်းကတော့တော်မြင့်တယ်လို့ပြောလို့ရတယ်ဆိုတော့အဲ့ဒါကိုသုံးမယ်ပေါ့ဆိုတော့ပြီးရင်သူတို့ဒီပရိပခဖြစ်ကြရပါတော့သူတို့ကတရားစရာတူဖို့မို့အကုန်လုံးရပ်ပစ်လိုက်တာအဲ့ဒါတွေပြန်စားဖို့လဲသူတို့စီစဉ်ထားတယ်ပေါ့နော်အဲ့လိုမျိုးတနည်းကိုဘီလီယံအများကြီးရမယ်တဘောမှရှိတဲ့ဒီတဘောကတရားစရာနေပေါ့နော်အဲ့လိုမျိုးတွေဖြစ်ပါတယ်ဆိုတော့ခွဲထွက်နိုင်မလားခွဲမထွက်နိုင်ပါလားဟုတ်ပြီခွဲထွက်နိုင်တယ်ဆိုရင်တခြားနိုင်ငံတွေရောတောက်အားကြပြီးတော့တည်ရမလားတကြွပြီးတော့ခွဲထွက်ရေးတွေကြီးပဲအိုတီလာမလားဘောနော်ဥမာဆူဒန်ဆိုရင်လေ latest independence ရတဲ့နိုင်ငံကတော့အနုဆုံးနိုင်ငံဆိုရင် South Sudan ဘောနော်တောင်ဆူဒန်ဖြစ်ပါတယ်အဲ့ဒါ2010ဘောနော်2010တခုနှစ်တုန်းကလွတ်လိုက်ရတာပါသူတို့ဆိုရင်လည်း referendum လုပ်ပြီးတော့98ရာခိုင်နှုန်းကျော်လောက်နဲ့ရသွားတာဒါပေမဲ့အခုလိုငင်းချမ်းနဲ့မဟုတ်ဘူးလုံးဝစစ်တိုက်ယူရတာစစ်တိုက်ပြီးတော့မတက်နိုင်တဲ့ချိန်ချမှဒီလိုမျိုးနဲ့မဲခွေဆုံးဖြတ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့သဘောထားကြီးတဲ့ပုံစံမျိုးနဲ့ပေါ့နော်မဲခွေပြည်သူ့ဆန္ဒခံယူပွဲတွေမလုပ်ရင်တောင်မှလွတ်လိုက်ရမှာပဲဒါပေမဲ့ဟိုနည်းနည်းလေးကြားလို့ကောင်းအောင်ပေါ့နော်တစ်ဖက်ကရှုံတဲ့ဘက်ကပေါ့နော်အဲ့လိုမျိုးလုပ်ပေးလိုက်တာပါဆိုတော့2011ကအနုဆုံးနိုင်ငံဖြစ်သွားတာပေါ့နော်ဒီ South Sudan ကဒီ2000ခုနှစ်နောက်ပိုင်းမှာ21ရာဆိုပေါ့နောက်ပိုင်းမှာနိုင်ငံပေါင်း3-5နိုင်ငံလောက်ရှိမှတဲ့နိုင်ငံအဖြစ်ဖြစ်ပေါ်တာပေါ့နော်ဆိုတော့မြန်မာနိုင်ငံဆိုရင်တော့နှစ်ပေါင်း100တော့မရှိသေးဘူးIsrael တို့ဘာလို့ဆိုနှစ်ပေါင်း100မရှိသေးဘူးလေကိုလက်ရှိ Israel ပြောတာနော်ဟိုအရင်တမိုင်းရှေးဟောင်းတော့ Israel ပြောတာမဟုတ်အဲ့လိုမျိုးပေါ့နော်နိုင်ငံတော်တော်များများကနှစ်ပေါင်း100မရှိသေးပါဘူးဒီလောက်ပါပဲ
ဆိုတော့ကျေးဇူးတင်ပါတယ်ခင်ဗျာကျန်တဲ့ဗီဒီယိုတွေလည်းနားထောင်ပေးကြပါအောင်ကျေးဇူးပါ bless you